high priestess ပေါ့နော် the high priestess ကတော့နံပါတ်2အနေနဲ့ကြာမယ် the high priestess ရဲ့သဘောရောကိုယ့်ရဲ့ intuition ကောင်းတယ်လို့သဘောမျိုးပေါ့ကိုယ့်ရဲ့ inner intuition ပေါ့နော်ကိုယ့်ရဲ့ gut feeling လို့လည်းခေါ်တယ်ကိုယ့်ရဲ့ intuition ကကောင်းတာမျိုးတွေနောက်တစ်ခါကျတော့ကိုယ့်ရဲ့ဒီမတိစိတ်ကဟိုပြည့်စုံနေတဲ့အတိညာမျိုးပေါ့ကိုယ့်ရဲ့တိစိတ်ထက်ဆိုင်မတိစိတ်မှာရှိနေတဲ့ကိုယ့်ရဲ့ဟိုစက်ထမအာယုံလို့လည်းခေါ်လို့ရတာပေါ့နော်ကိုယ့်ရဲ့စစ်ဆန်ကကောင်းတယ်ဆိုတဲ့သဘောမျိုးပေါ့အဲ့တော့ဒီလိုမျိုးအတဲကြတယ်ဆိုလို့ရှိရင်တော့ဒီပုံနှစ်ပုံကိုကြည့်မယ်ဆိုလို့ရှိရင်ကွာအတဲကြတယ်ဆိုလို့ရှိရင်တော့ကွာ feminine energy တွေအမျိုးသမီး energy တွေကိုယ်စီမှာပိုများနေတယ်ဆိုတဲ့သဘောကွာယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ်အဲ့ဒီကာလမှာကွာ feminine energy တွေကွာပြည့်နေတယ်ဆိုတော့အမျိုးသမီးအသက်ကြီးသို့မဟုတ်တည်ငြိမ်ရင်းကျက်တဲ့ငယ်တော်လဲတည်ငြိမ်ရင်းကျက်တဲ့အသက်ကြီးတော်လဲကိုပို့ပြီးတော့အားပေးနိုင်တယ်ထောက်ပံ့ပေးနိုင်တဲ့ဒီအမျိုးသမီးအကူအညီတွေရတယ်ဆိုတာမျိုးတွေကိုယ့်ရဲ့မိခင်စိတ်ပေါ့နော်မိခင်စိတ်ကဲ့သို့ကိုယ့်ကိုကူညီပေးတာမျိုးတွေရတာမျိုးတွေနောက်ကိုဆူတောင်းထားတာမှန်သမျှကိုတဘာဝမိခင်ဒီလောကကြီးကနေပြီး abundance ပေါ့ကိုယ့်ကိုပေးလိုက်တာမျိုးတွေကိုဆူတောင်းဖြည့်ဆည်းပေးလိုက်တာမျိုးတွေအဆင်ပြေတာမျိုးတွေရှိတတ်တယ်နောက်ဒီပုံမှာဆိုလို့ရှိရင်လည်းပန်းလေးတွေနဲ့အတူပန်းသီးလေးနဲ့အတူဟိုလှေကားပေါ်ကနေဆင်းလာတဲ့အနောက်မှာလည်းဟိုရှုခင်းသားလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုလိုချင်တဲ့အရာတွေကဒီပန်းပွင့်ဖူးတော့မယ်ပေါ့နော်အဖူးအပွင့်မဟုတ်တော့ဘူးအပွင့်လေးဖြစ်နေလန်းဆန်းတော့မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုဖော်လို့ရတယ်။နောက်ဒီမှာဆိုလို့ရှိရင်လည်းဒါအသီးပွင့်လေးတွေပေါ့နော်။ပန်းလေးတလူထောင်တက်နေတယ်။နောက်အေဂျင့်နဲ့လာနဲ့ထားတာဖြစ်တဲ့အတွက်အေဂျင့်တာရတော့မယ်အပွင့်လေးတလူတက်နေပြီဆိုတာမျိုးနမိတ်ဖော်လို့ရတယ်။တကယ်လို့အဲ့လိုမဟုတ်ဘူးreverse ကျသွားမယ်ပေါ့။ reverse ကျသွားမယ်ဆိုလို့ရှိရင်တော့ဒါကဟိုကျွေနေတဲ့ပန်းလေးတွေမရှိတော့ဘူးလေ။ဟိုပြောင်းပြန်ဖြစ်သွားတာဖြစ်တဲ့အတွက်အရာအလုံးကို block ဖြစ်သွားတာမျိုးနောက်ဒီလိုမျိုးဒီ feminine energy တွေကအဆောက်ထိုးဖြစ်သွားပြီဖြစ်တဲ့အတွက်ကိုတယောက်တည်းတတိတတန်ကြီးကိုတယောက်တည်းကိုဘာတာကိုရက်တည်ရတာမျိုးနောက်အထောက်ပံ့အကူအညီမဲ့သွားတဲ့အတွက်ငွေကြေးပိုင်းမှာရောအလုပ်ပိုင်းမှာရောကိုပဲကဲလုံးကမယ်ကိုကဲမလုပ်လို့ရှိရင်ဆောက်ထိုးမိုးမျောဖြစ်သွားတာမျိုးနောက် relationship မှာဆိုလို့ရှိရင်လည်းကိုကအမျိုးသမီးဆိုလို့ရှိရင်ကိုယ့်ရဲ့ energy ထောင်းသွားတာမျိုးကိုကအမျိုးသားဆိုလို့ရှိရင်လည်းကိုယ့်ရဲ့တစ်ဖက် main ကလေးကကိုယ့်အပေါ်မှာအထင်သေးသွားတာကိုယ့်အပေါ်မှာ energy ထောင်းသွားတာကိုယ့်အနားနဲ့ဆွန့်ခွာသွားတာဒါမျိုးလေးတွေဖြစ်တတ်တယ်နော်